အသစ်ထွက်ရှိလာတဲ့ Luna Event မှာဘာတွေတည်ထားရမလဲဆိုတော့ကျွန်တော်သိသလောက်ပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Luna Event ကနိုင်ခွက်တစ်ခါလာမှာဖြစ်ပြီးတော့တနာရီကိုတစ်ခါပဲလာမှာဖြစ်ပါတယ် Luna Event လာတဲ့အခါကျွန်တော်တို့ရဲ့သွေးနဲ့အတူစနဒီကပါကြာလာမှာဖြစ်ပြီးတော့ကျွန်တော်ခုပြထားတဲ့နေရာမှာတစ်ကနေ9အထိဆိုရင်အဆင်ပြေသေးပေမဲ့10အထိရောက်သွားပြီဆိုရင်ကရုံးမှကျွန်တော်တို့ level လာညင်မှာဖြစ်ပါတယ် level ညင်ပြီးသွားပြီဆိုရင်ကရုံးမှသူမဟုတ်တဲ့အတိုင်းမသိကြအောင်ဆောင်ပြီးတော့ smoke ခင်းပြီးထွက်သွားတဲ့အခါမှာကျွန်တော်ရဲ့မြေပုံမှာခုလိုမျိုး mark လေးပေါ်လာပါတယ်ပြီးသွားရင်ကျွန်တော်တို့ကအဲ့ဒီ mark ရှိတဲ့နေရာကိုသွားပြီးမြန်မာလိုဝင်ပြီးသွားရင်အဲ့ love of moonlight ဆိုတဲ့ကောင်တက်ပထမတစ်ခါတက်ပြီးသွားရင်အကောင်က immune ဖြစ်သွားမှာဖြစ်ပြီးတော့ immune ဖြစ်နေတဲ့အချိန်မှာသူ့ရဲ့ဘေးနာကဂါချာ2ကောင်တက်အဲ့ဒီဂါချာ2ကောင်တက်ပြီးသွားပြီဆိုရင်ဟိုကောင်ကြီးသေးထိုးထားတဲ့အတွက်ပိုပြီးကြီးလာမှာဖြစ်ပြီးတော့ပြီးသွားရင်အဲ့ဒီကောင်က smoke ခင်းပြီးတော့ပျောက်သွားမှာဖြစ်ပါတယ်အဲ့လိုမျိုး smoke ခင်းပြီးပျောက်သွားတဲ့အချိန်မှာကျွန်တော်ကလက်ဖြောက်လေးတီးလိုက်ဒီနေရာမှာကျွန်တော်ကလက်ဖြောက်တီးရဆောဝါတော့မမြင်အောင်ပေါ့နော်အမှကျွန်တော်ရဲ့ teammate ကတက်ပြီးသွားပါပြီအဲ့လိုတက်ပြီးသွားပြီဆိုရင်ကျွန်တော်ကအမှပုံးကိုကောက်ဒီနေရာမှာတစ်ခုစီထားမှာကကျွန်တော်က Luna Event ကို join တဲ့အခါကောက်တဲ့ပုံးကို control match game ဆိုတဲ့ဟာကို Luna Whisper 125ပေးပြီးတော့ဖွင့်ပါအကယ်၍ကျွန်တော်တို့မှာ Luna Whisper မရှိဘူးဆိုရင်အနားမှာရှိတဲ့တစ်ပင်တွေကြောက်တုံးတွေကိုခွဲလိုက်တဲ့အခါ zombie တွေထွက်လာမှာဖြစ်ပြီးတော့အဲ့ဒီ zombie တွေကိုတက်လိုက်မယ်ဆိုရင်ကျွန်တော်တို့က Luna Whisper ကို random အနေနဲ့ရမှာဖြစ်ပါတယ်အဲ့တော့ One Human Game နဲ့မှာအတိတ်ထွက်ရှိလာတဲ့ Luna Event ကိုဘယ်လို join ရမလဲဆိုတော့ဒီလောက်ပြီးထင်ပါတယ်အဲ့တော့အားလုံးပဲနောက်ပြီးမှပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ